Hello xin chào အားလုံးပဲမင်္ဂလာပါဟိုချီမင်းကိုစိုက်စင်းလုပ်ဖို့အတွက်အကောင်းဆုံး tips လေးပြပြချင်ပါတယ်အဲ့ဒါကတော့ hop on bus ပဲပေါ့နော်မြို့ရဲ့ main attraction 17ခုလုံးကိုအပေါ်စီကနေလေတဖြူဖြူနဲ့ခံစားရတဲ့ feeling က fresh and clean mind ဖြစ်နေစီမှာတော့အသေးချပါပဲမင်းတော့ကစားလိုက်ကြီးတွေကဆိုင်မှာဝယ်ခဲ့တယ်ပေါ့နော်အမ hop on bus ticket counter ဆိုပြီးတော့ရေးထားရှိပါတယ် one way trip က1 person ကို3သိန်းခွဲတောင်ပေါ့နော်မိမြင်ကတော့ညနေ9နာရီဝန်းကျင်စထွက်တာကိုစီတာကတော့အကောင်းဆုံးပဲ sunset view လေးရော night view ရောနှစ်ခုလုံးမြင်ရတယ်ပေါ့နော်တော့နောက်ဆုံး tips အနေနဲ့နောက်ဆုံးမှစီရတာပိုကောင်းတယ်ဒီလည်းအစားတော့ရှေ့စောကြီးမှာတပုံနေတည့်ရတယ်နေတော့ feel မလာဘူးပေါ့နောက်ကလူတွေအားနာတာလဲပေါ့ဒါပေမဲ့ရှေ့ဆုံးမှာရလို့ဆိုပြီးတော့မပူပါနဲ့လမ်းဆုံးကနေကြရင်တချို့လူတွေဆင်းသွားရပေါ့နော်အဲ့လိုဆင်းတဲ့ခါဆိုရင်ကားလွတ်သွားပြီဟိုစိတ်ကြရိုက်လို့ရရပေါ့နော်ပြီးတော့ bus ကပြောင်းစီးရိုက်နေရလဲရှိအဲ့နေရာကနေပြီးတော့လဲအနားမှာလဲခဏလောက် bus ကမှနေခဲ့ပြီးရိုက်ချင်လဲအဆင်ပြေရပေါ့နော်ဒါပါပဲအားဆိုလို့ရှင်စီးဖို့အဆင်ပြေပါပြီကျေးဇူးပါ